ထိုင်းကရင်နယ်စပ်မြန်မာရွှေ့ပြောင်းဒေသကျောင်းသူကျောင်းသားဦးရေ3000နီးပါးကိုသူမွေကီရွှေ့ပြောင်းသင်ကြားရေးစင်တာကနှစ်စဉ်လက်ခံသင်ကြားပေးနေတယ်လို့လက်ထောက်ကျောင်းအုပ်ကြီးဆရာရဲယူကဘော်ဒါအခုပြောပါတယ်မြန်မာနိုင်ငံအတွင်းပဋိပက္ခများနဲ့ပညာရေးအခက်အခဲများကြောင့်နယ်စပ်ဒေသကိုလာရောက်ပညာသင်ကြားလိုသူတွေများပြားလာပေမဲ့ကျောင်းသားလက်ခံနိုင်တဲ့အရေးအတွက်ကိုထိုင်းအစိုးရကန့်သက်ချက်အတိုင်းဆောင်ရွက်ရမှာဖြစ်တယ်လို့အဆိုပါပုဂ္ဂိုလ်ကအတည်ပြုပြောကြားတာပါဒါအပြင်သူမွေကီဟာမဲဆောက်နဲ့ထိုင်းနိုင်ငံရဲ့အခြားဒေသတွေကိုတွားရောက်ဖို့အခက်အခဲရှိတဲ့ဖူဖရနယ်ဇက်ကကျောင်းသူကျောင်းသားတွေအတွက်အဓိကရွေးချယ်စရာအကြောင်းအဖြစ်ရှိနေတယ်လို့ဆရာရဲယူကပြောပါတယ်။လက်ရှိမှာကျောင်းသားဥယျာဉ်ကိုထိုင်းအစိုးရသတ်မှတ်ချက်လူဦးရေ3000ထက်မကျော်လွန်ရေးအတွက်ကျောင်းသားအသစ်များကိုလည်းကျောင်းမှထွက်ခွာသွားသူအရေးအတွက်နဲ့အညီအစားထိုးလက်ခံထားရတယ်လို့ဒုကျောင်းအုပ်ကြီးကဆက်လက်ဖြည့်စွက်ပြောကြားပါတယ်။ဒါအပြင်သူမွေကီမှာကျောင်းသူကျောင်းသားလက်ခံမှုကိုပညာသင်ယူလိုစိတ်ပြင်းပြတဲ့ကျောင်းသူကျောင်းသားများနဲ့မိဘများပညာရေးအပေါ်စိတ်အားထက်သန်မှုကိုအဓိကထားရွေးချယ်လက်ခံတဲ့ရှိကြောင်းလဲဒုကျောင်းကြီးဆရာရဲယူကဆိုပါသေးတယ်။သူမွေကီလန်နီစင်တာဟာ2002ခုနှစ်ကထိုင်းမြန်မာနယ်စပ်မှာတည်ထောင်ခဲ့ပြီးကရင်ပြည်နယ်မှာပဋိပက္ခဒဏ်သင့်ကလေးငယ်များနဲ့နယ်စပ်ဒေသရှိရွှေ့ပြောင်းကလေးများကိုမူဂျိုမှအထက်တန်းနဲ့အထက်တန်းလွန်အဆင့်ထိပညာသင်ကြားပေးနေတဲ့ရွှေ့ပြောင်းသင်ကြားရေးစင်တာတစ်ခုဖြစ်ပါတယ်။